ညာဘက်တွေဆိုအိမ်လုံးမရတဲ့တီဒီဆွဲလန်းမှုကိုစားလောင်တန်းတာရင်ဒေါသတွေထွက်အယူလို့တီကျွန်တော်စိတ်မိနေပြီထင်နေဒီလိုဆိုကျွန်တော်ဘဝပါပြတ်တော့မယ်ဒီနေပဲလဲဖြတ်ဖို့ကတော့ခက်နေတယ်လူတွေမต้องငိုတာနဲ့ထားတဲ့မူရဲ့စေဝါလို့လုံးမဲမင်္ဂလာပါရှင်ကျမတို့ကတော့28နှစ်မြောက်အပြည်ပြည်ဆိုင်ရာမူရစေဝါတိုက်ဖြတ်ရေးနေ့အထိမ်းအမှတ်အဖြစ်ငွေနဲ့ရ30ကျမူရသားကောင်ဖြစ်နေရဝိုင်းဝန်းကောက်ွယ်တာစီမာဆိုတဲ့ဇလန်းတိုလေးကိုပညာပေးပေးဖို့သွားမယ်အဖကမျိုးမှတောင်းပါတောင်းသူများဖြစ်ကြပါရဲ့ရှင်မူရစေဝါဆိုတာမတိရကြလိုက်တတ်ပြီးဆိုတဲ့ဆိုင်းပုံနဲ့တူပါရဲ့ရှင်လုံးဝမစမ်းတက်ကြည့်တဲ့အရာဖြစ်ပါတယ်။ဒီခုခေတ်မှာမူရစေဝါတွေကိုငယ်ကူကူရရှိလာတာကြောင့်လူငယ်များစွာဟာမူရသားကောင်တွေဖြစ်လာကြပါတယ်ရှင်။ကျမ်းမာရေးစိုက်ပိုင်းဆိုင်ရာနဲ့လူမှုဘဝတွေကိုပါထိခိုက်စေနိုင်တဲ့မူရစေဝါကိုပုံစံချင်းဟာခဏတာစိတ်လက်လက်ဘယ်လိုခံစားရပေမဲ့ဒီရှေ့မှာကိုကျိုးများစွာရရှိစေပါတယ်။ဒီသားစုတငယ်ချင်းလူမှုဘဝဝင်စဉ်တွေနဲ့ပရိပခတွေလည်းဖြစ်ပွားစေနိုင်ပါတယ်ရှင်။အဲ့လိုနဲ့အနာဂတ်လူငယ်တွေဟာနိုင်ငံတော်အတွက်နိုင်ငံသားကောင်းတွေဖြစ်လာကြတော့မှာမဟုတ်ပါဘူးရှင်။အဲ့လိုအနေအထားတွေကိုကာကွယ်တားဆီးဖို့လူတိုင်းဝိုင်းဝန်းကာကွယ်ဖို့လိုအပ်ပါတယ်ရှင်။တော့ပါရဲ့ဒီရဟောတော့ဘာလို့လဲတော့။အညီလေးစိတ်ညစ်နေရလားကွာ။ဟုတ်ပြီဗျာ။ဒါလည်းလည်းဒီလေးစိတ်ညစ်တာတွေတော့ကိုကြီးအားလုံးလုပ်ပြီးနေတယ်။ဒီလားဗျာ။ဒီလေးလေးဒါဆိုတော့လေးတော့စိတ်ကြော်တော့မယ်အားလုံးအဆင်ပြေသွားလိမ့်မယ်ဒီလားပဲဟေးအဲ့ဒါမွေးဆိုကွာအဲ့ဒါမွေးဆိုမှမီးနဲ့အဲ့ဒါမီးဘောက်ကိုပြည့်စုံနေတဲ့အရာကွာဒီရစီကခဏပြေလို့ထရပါမယ်နောက်ဆုံးမှာဘဝပြတ်နေနဲ့ရခဲလာတဲ့လူဘဝကိုကျေရဲဆုံးရှုံးခံနေမှာလားကိုဘဝကိုတမန်ထားရဘူးလားတကယ်ချင်းဟာလူငယ်ရအပြောသုံးတာဘာမှဖြစ်တော့ပါဘူးဟုတ်ဘူးမွေးစီကြောင်းကြောင်းပြက်မိသားစုပြက်ကျမကြီးဖြစ်နေနဲ့နောက်ဆုံးဘဝပါပြည့်စုံနေနဲ့မင်းမွေးစီတုံးတာကိုမင်းမလာကပြည့်ဆက်တတ်မယ်လားမင်းမိသားစုပေါ်ဖြစ်လားတိတာပေါ့ပါလောကမှာရေးကြည့်တော့ပြီးပါတော့လေမိသားစုကိုပြည့်စုံနေတဲ့လူတွေငါဘယ်တော့မှမသုံးတော့ဘူးပါကဲလူငယ်တွေဆိုတာအနာဂတ်ရဲ့ကျေဝေးရေးဖြစ်တဲ့ကြောင့်မို့မင်းတို့အနေနဲ့မူရစေဝါအနေနဲ့ကမင်းတို့ရဲ့အတွက်ဘယ်လောက်ထိရေးကြည့်ရဆိုတာသိထားရမယ်နော်လူငယ်နဲ့ရရင်သုံးလို့မရဘူးပဲမင်းတို့ပတ်ဝန်းကျင်မှာရှိတဲ့မူရစေသုံးနေတဲ့လူငယ်တွေရှိရင်လည်းအဲ့ဒါမူရစေရဲ့ကျိုးကျိုးကလူတွေရဲ့အသိဉာဏ်တွေဒီသားစုတွေကိုဘယ်လောက်ထိအကျိုးရုပ်တွေဆိုတာမင်းတို့သိထားရမယ်နော်ပြောလဲပြောပြမယ်ကွဆရာမဒါဆိုရင်လူငယ်တွေကိုမူရစေဝါနေရာနေဘယ်လိုကာကွယ်ရမလဲဆိုတာရှင်းပြပေးပါအောင်ရှင်ဒီပါရီဆရာရီကျောင်းသားတွေရက်ရွာအားလုံးစုပေါင်းပြီးတော့မူရစေဝါအသိပညာပေးရမယ်မူရစေဝါရောင်းဝယ်မှုတွေကိုလည်းမင်းတို့ကတင်ကြားရမယ်ကွဒီလိုရှိရင်38ချာမင်္ဂလာတင်းမှာပါတယ်လူမဲ့ကိုမပေါင်းသိချင်းဆိုတဲ့မင်္ဂလာတရားတွေနဲ့အညီမင်းတို့ကပတ်ဝန်းကျင်မှာရှိတဲ့မကောင်းမှုဒုစရိုက်တွေကိုလည်းရှောင်ရှားရမယ်လူမဲ့တွေပေါင်းသိချင်းကိုလည်းရှောင်ရှားရမယ်ကွဒီတငယ်ချင်းတွေကြောင့်ကျွန်တော်လမ်းမမလိုက်မိကြပါဗျဘဝကိုပြည့်စုံတဲ့မူရစေဝါကိုကျွန်တော်တို့အားလုံးဖက်ဖြစ်တင်ပါတယ်ဒီစကားရဲ့လူငယ်ဘဝကိုအယောင်ပေးတဲ့ဆင်းမင်းကိုကာကွယ်ကြပါစို့ဒီသားတော်မဖြစ်ဘူးဒါကြောင့်နေရာ30တာမူရသားကောင်ဖြစ်နေရဝိုင်းဝန်းလာဝဲတာကြည့်ကြပါစို့လို့တိုက်တွန်းလို့ဆိုအပ်ပါရဲ့ရှင်